မြန်မာခေတ်နိဗ္ဗာန်ရဲ့အတန်းနှလုံးဖြစ်တဲ့လက်စစ်မော်တာလောကမှာရာစုနှစ်တစ်ခုအတွင်းအကြီးမားဆုံးတော်လှန်ရေးတစ်ခုဖြစ်တော်မယ်ဆိုရင်တော့ဒီနေ့ပြောပြချင်တာကတော့တန်လိုက်တွေကိုပုံနှိပ်ဆက်နဲ့ထုတ်တလို့ပုံဖော်နိုင်တဲ့နိဗ္ဗာန်အသစ်တစ်ခုအကြောင်းပါပဲဒီနိဗ္ဗာန်ကနေ့စဉ်သုံးနေတဲ့လက်စစ်ကားတွေကနေအနာဂတ်ရဲ့အစစ်မြင့်စက်ရုပ်တွေအထိအရာအလုံးကိုပြောင်းလဲပြနိုင်စွမ်းရှိပါတယ်သူတို့ကစွဲငင်ရောင်ကြည်တန်းလိုမျိုးပြောမှုကြတဲ့အံ့ဩစရာပဲနော်ဒါကဒီနေ့ပညာကိုဖန်တီးခဲ့တဲ့အင်ဂျင်နီယာတယောက်ကိုယ်တိုင်ပြောခဲ့တာပါ Science Fiction ရုပ်ရှင်နေတဲ့ကလို့စွမ်းအားမျိုးကိုပြောနေတာလေ Star Trek ထဲကလို့အစွမ်းရှိတဲ့တန်လိုက်ဆိုတာကတော့ဘယ်လိုမျိုးဖြစ်နိုင်မှာလဲအဲ့ဒီလျှို့ချက်က Bally Magnet လို့ခေါ်တဲ့အရာမှရှိနေတာပါတာမန်တန်လိုက်တစ်ခုကိုစဉ်းစားကြည့်လိုက်လေသူ့မှာရိုးရိုးလေးပဲတွန်းတာနဲ့ဆွဲတာပဲရှိတယ်ဒါပေမဲ့ Poly Magnet ကတော့အဲ့လိုမဟုတ်ဘူးသူ့ရဲ့မျက်နှာပြင်တစ်ခုတည်းပေါ်မှာတေးသေးလေးတွေတွန်းတဲ့နေရာဆွဲတဲ့နေရာရာပေါင်းများစွာကိုစိတ်ကြိုက်ပုံဖော်ထားတယ်လို့မျိုးပဲဆိုတော့အင်ဂျင်နီယာတွေအတွက်အရင်ကဆိုစိတ်ကူးတောင်မညင်ဘူးရဲ့ရှုပ်ထွေးပြီးထိန်းချုပ်လို့ရတဲ့တန်လိုက်ဆက်ကွင်းတွေကိုဖန်တီးခွင့်ရသွားတာပေါ့ဒါပေမဲ့လေဒီနည်းပညာကဘာလို့ဒီလောက်အရေးကြီးရတာလဲဆိုတာကိုတေချာနားလည်ဖို့ဆိုရင်အရင်တုန်းကတန်လိုက်နဲ့မော်ဒါဒီဇိုင်းလောကကိုခြုံနှောင်ထိုင်းခဲ့တဲ့အကန့်အသတ်တွေကိုအရင်ဆုံးကြည့်လိုက်ရအောင်အင်ဂျင်နီယာတွေကလေနှစ်ပေါင်းများစွာပေါင်းတစ်ခုထဲမှာပိတ်မိနေခဲ့တာဘာလို့လဲဆိုတော့မိုတာဒီဇိုင်းတွေကတန်လက်တွေကိုထုတ်လို့ရတဲ့ရုပ်ရှင်တဲ့ပုံစံတွေပေါ်မှာပဲမူတည်နေရလို့ပဲဥပမာအတုံးတွေအခွင်းတွေပေါ့ဒီတော့တီထွင်ဖန်တီးချင်နိုင်ဖန်တီးလို့မရဘူးစွမ်းဆောင်ရည်ကိုလည်းမြင်လို့မရဘူးအဲ့ဒါဆိုကဘာလဲဆိုတော့အကောင်းဆုံးတန်လိုက်ပစ္စည်းဖြစ်တဲ့နီယိုဒီမီယာရဲ့ထောက်ပံ့ရေးခွင်းဆက်ကတနေရာထဲမှာလည်းအဓိကရှိနေတော့နိုင်ငံရေးအရာအရန်ကိုအန်တယ်များတယ်အဲ့တော့အင်ဂျင်နီယာတွေကပုံစံလဲကန့်တက်ခံရပစ္စည်းကလည်းစိတ်မချရနဲ့အကြက်ရိုက်နေကြတာပေါ့အဲ့ဒီတော့ဒီအကြက်အတိုင်းကနေဘယ်လိုယုံထွက်မလဲအဖြေက Advanced Magnet Labs ဆိုတဲ့ company ကြီးကလာပါတယ်သူတို့ရဲ့ idea ကအရင်မိုက်တယ်တန်လိုက်တွေကိုပုံတွဲမဲ့အစားလိုချင်တဲ့ပုံစံတိုင်းတန်းပြီးပုံဖော်လိုက်ညောသူတို့တီထွင်လိုက်တဲ့အဓိကအချက်ကထုတ်လုပ်တဲ့လုပ်ငန်းစဉ်အသက်ဆက်ဆက်တစ်ခုပါပဲတမာယိုကျတတူလုပ်ငန်းစဉ်တွေနဲ့လုံးဝမတူဘူးနားလည်လျော်ပြောရရင်တန်လိုက်တွေတော့ 3D printing လို့ပဲစဉ်းစားကြည့်လိုက်ပါဒီနည်းနဲ့ဆိုရင်တန်လိုက်တစ်ခုကိုအစကနေအဆုံးကိုယ်တိုင်တည်ဆောက်နိုင်သွားပြီစစ်ခိုးထဲမှာရှိတဲ့ဘလို့ပုံစံကိုမစိုးဘလောက်ပဲရှုထွေးတဲ့တန်လိုက်ပုံစံမျိုးနဲ့ဖြစ်ဖြစ်တိုက်ရိုက်ဖန်တီးလို့ရသွားပါပြီဒီလုပ်ငန်းစဉ်ကို PMY process လို့ခေါ်တယ်သူ့ရဲ့ရိုးရှင်းမှုကတကယ်ကိုအမှုပညာဆန်းလုံးတယ်ပထမဆုံးတော့အထူးတန်လိုက်အမှုတွေကိုပြုံထဲကိုဖြည့်တယ်ပြီးရင်အားပြင်းစွန်းနဲ့ဖြစ်ထိတ်လိုက်တော့အမှုတိုင်းကနေရာတကျဖြစ်သွားတော့ဒါပေမဲ့အောင်စရာအကောင်းဆုံးအပိုင်းကအခုမှလာမှာပြီးတာနဲ့အားအလွန်ပြင်းတဲ့လက်စစ်လိုင်းတစ်ခုနဲ့ဖြက်ကနေရိုက်ချလိုက်တယ်အဲ့ဒီတစ်ချက်တည်းနဲ့ပဲနော်အစိပိုက်တစ်ခုလုံးကကြိုတင်သတ်မှတ်ထားတဲ့ 3D ပုံစံအတိုင်းချက်ချင်းဆိုလို့တန်လိုက်ထွက်သွားတာအဲ့ဒီတော့ရလက်ကဘလို့ထိနာလဲဆိုတော့ချက်ချင်းကိုအချိုးတယောက်မှုကကြီးမားတယ်အရင်ကလို့တန်လိုက်သေးသေးလေးတွေကိုတစ်ခုချင်းစီစိတ်ရှိရှိနဲ့ကောက်ကပ်ပြီးတက်เสียမလို့တော့ဘူးအခုဆိုရင်ကြီးမားပြီးတသားတည်းကျနေတဲ့တန်လိုက်အတုံလိုက်အခဲလိုက်ကြီးတွေကိုဖန်တီးလို့ရသွားပြီဒါကဘာကိုဆိုလို့လဲဆိုတော့အနာဂတ်အတော့ပိုကောင်းတဲ့ဆွဲရင်ပိုသက်တာတဲ့မော်တာတွေဖန်တီးဖို့တိကျမှုအဆင့်အသက်တစ်ခုကိုလမ်းဖွင့်ပေးလိုက်တယ်လို့ပါပဲကဲဒီနေ့ပညာတဲ့အတွက်ပထမဆုံးစံတက်ချက်ကတော့တကယ်ကိုအကြီးကြီးပဲဆယ်စုနှစ်တွေနဲ့ချီပြီးအင်ဂျင်နီယာတွေကိုခေါင်းချောက်စီခဲ့တဲ့ပို့စာတစ်ခုကိုဖြည့်ရှင်းဖို့စူးစမ်းခဲ့ကြတယ်အဲ့ဒါကတော့ပြစုံတဲ့တန်လိုက်အစီအစဉ်တစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာပါပဲအဲ့ဒီပို့စာကတော့ Hallbash Array ပါပဲတကယ်တော့လေဒီနည်းပညာကိုအားလုံးမြင်ဖူးကြတယ်ရေးခဲ့တဲ့တာပေါ်ကတ်တဲ့တန်လိုက်ပြားလေးတွေလေတစ်ဖက်မှာပဲကပ်ပြီးနောက်တစ်ဖက်မှာမကပ်ဘူးဟုတ်အဲ့ဒါ how much area နေရပါပဲတန်လိုက်စကွင်းကိုတစ်ဖက်တည်းမှာစုပုံပြီးအားကောင်းစီတယ်ကြောဘက်မှာတော့တန်လိုက်တဲ့လုံးမနီးပါမရှိတော့ဘူးအရန်ချလာတဲ့အစီအစဉ်ပဲအခုအဲ့လီဆွန်ဟာကိုမော်တာတစ်ခုထဲမှာထည့်သုံးမယ်ဆိုရင်ဘယ်လိုဖြစ်မလဲစဉ်းစားကြည့်လိုက်ပါဒါပေမဲ့မင်းစရာရှိတာကဒီစီစဉ်ကဒီလောက်အစွမ်းထက်တယ်ရေခဲတက်တာတန်လိုက်လေးဒီမှာတော့သုံးနေတယ်ဆိုရင်ဘာလို့အားကောင်းတဲ့မော်တာတွေထဲမှာထည့်ဖို့ကဒီလောက်ကြီးခက်ခဲနေခဲ့ရတာလဲအဖြေကတော့ဒီမှာရှင်းရှင်းလေးပါပဲအရင်နီလန်းကအင်ဂျင်နီယာတွေအတွက်တကယ်ကိုအိမ်မက်ဆိုပဲစဉ်းစားကြည့်လေတစ်ခုနဲ့တစ်ခုအပြင်းအထန်တွန်းကန်နေတဲ့တန်လိုက်သေးသေးလေးရားနဲ့ချီပြီးတက်ရတာနည်းနည်းလေးလွဲတာနဲ့အကောင်မရောအရန်ကိုစိတ်ရှုပ်စရာကောင်းပြီးအမားများတဲ့လုပ်ငန်းစဉ်ကြီးပေါ့နီလန်းအစ်စ်ကတော့ရှင်းရှင်းလေးပဲပြည့်စုံအောင်ပုံဖော်ထားတဲ့အစိပ်ပိုင်းကြီးတစ်ခုနှစ်ခုကိုတန်လိုက်ရုံပဲအဲ့ဒီရှုပ်ထွေးမှုတွေအားလုံးပျောက်သွားရောလွယ်လွယ်ကူကူတိစောက်နိုင်လာတဲ့ဒီ Hellbatch Array အတိကမော်တာကဘီလိုတွေပိုကောင်းပါစီလဲဆိုတော့ပထမဆုံးတန်လိုက်ဆက်ကွင်းကိုအရန်ကောင်းကောင်းစူစီဖိလိုက်တော့လေးလံတဲ့တန်ထေကူထေကြီးမလို့တော့ဘူးမော်တာကပိုပေါ်သွားတယ်ပိုပေါ်တော့ပိုမဲမဲအရှိန်ဖြစ်နိုင်လာတယ်ပြ
ပြီးတော့တန်လိုက်ဆက်ကွင်းကအရန်ချောငွေသွားတော့မောသားလဲရင်းနဲ့တကြစ်ကြစ်ဖြစ်နေလဲတုံခါမှုတွေမရှိတော့ဘူးဒီတော့အတန်လဲပိုသိစွမ်းရင်လဲပိုတက်တာသွားတာပေါ့ ဒါပေမဲ့ harvest array ဆိုတာဇလန်ရဲ့အစပဲရှိသေးတယ်ဒီပုံပေါ်တဲ့နည်းပညာကနောက်ထပ်မော်တာအမျိုးအစားတစ်မျိုးကိုပါတော်လန်ပြောင်းလဲဖြစ်နိုင်စွမ်းရှိနေပါသေးတယ် အဲ့ဒါကတော့ axial flex motor တွေပါပဲရာဆာလိုကုမ္ပဏီတွေကထုတ်လုပ်တဲ့ motor မျိုးတွေပေါ့ pancake ပြားလိုပြားချက်ပုံစံနဲ့အရန်ကိုအားကောင်းတဲ့ motor တွေပါအရွယ်စားနဲ့အလေးချိန်နဲ့နဲလေးပြီးမဲ့သူတို့ထုတ်ပေးတဲ့စွမ်းအင်ကအများကြီးပဲဒါကြောင့်စွမ်းဆောင်ရည်မြင့်ရှက်စစ်ကားတွေနဲ့လေရင်တွေအတွက်အရန်ကိုအရေးပါတာပေါ့ Asia Flex motor တွေမှာလည်းအလင်းပြဿနာအတိုင်းပါပဲတန်လိုက်တီးတီးလေးဒါစင်ပေါင်းများစွာကိုအကွင်းလိုက်ဖြစ်အောင်တီတီကြကြတက်ရတယ်အရန်ရှုပ်ထွေးလေးလုံမှန်စင်ကြီးပေါ့အခုတော့အနာဂတ်ကဒီလိုဖြစ်လာတော့မယ်တခုတည်းပြပြစုံအောင်ပုံဖို့ထားတဲ့တန်လိုက်ကွင်းကြီးတခုတည်းပဲဒါကစွမ်းဆောင်ရည်ကိုတက်စီုံတင်မကောက်ဘူးနော်ထုတ်လို့ရရလဲအရန်လွယ်သွားမယ်အမားနဲသွားမယ်နောက်ဆုံးကုန်ကြစေးပါကြသွားနိုင်တယ်ပြီးတော့အရေးကြီးဆုံးအားသာချက်တစ်ခုကျန်သေးရဲ့ဒီလုပ်ငန်းစဉ်ကပစ္စည်းတစ်မျိုးတည်းကိုပဲသုံးရမယ်လို့ကန့်သတ်မထားဘူးဆိုတော့ထုတ်လုပ်သူတွေကတခြားပစ္စည်းတွေနဲ့စမ်းသပ်လို့ရသွားပြီအန်ဒီယမ်များတဲ့ neobium ထောက်ပံ့ရေးကွင်းဆက်ကိုမြည်ခိုနေရမလို့တော့ဘူးဒါကပိုပေါ်များပြီးရေရှည်အတွက်ပိုကောင်းရဲ့ပစ္စည်းတွေကိုသုံးနိုင်ဖို့လမ်းဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲကဲအခုထိကလက်ရှိနည်းပညာတွေကိုဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတာပြောခဲ့တာပေါ့အခုကျတော့အနာဂတ်ကိုခုံကြော်ကြည့်ကြရအောင်ဒီတန်လိုက်တော်လန်ရေးကတကက်ကိုလူသားဆန်တဲ့စက်ရုပ်တွေလိုမျိုးယာရီစီကိုဘယ်လိုခေါ်ဆောင်ထားနိုင်မလဲကြည့်လိုက်ကြစို့ ဒါကတော့တန်လိုက်ဒီဇိုင်းလော့ကန်ရဲ့အဆုံးစုံပန်းတိုင်လို့တော့ပြောလို့ရတဲ့ Halbeck Sphere ပါပဲစိတ်ကူးကြည့်ပါစလုံးလေးတစ်ခုသူ့ရဲ့တန်လိုက်စွမ်းအားလုံးကိုအလဲဘိုကဒုနီယာရဲ့စီကိုပဲစူးစီးထားတယ်အပြင်ဘက်မှာတော့တန်လိုက်တက်လုံးဝမရှိသေးတော့ပဲတန်လိုက်ဆက်ကွင်းအထက်တွင်းနဲ့တဲတဲလေးတစ်ခုလုံးမျိုးပေါ့ အရင်ကတော့ Halbert Sphere တိဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပဲထင်ခဲ့ကြတာဒါပေမဲ့ဒီပုံဖော်တဲ့နည်းပညာတစ်ကြောင့်ဒါဟာလက်တွေ့ဖြစ်လာဖို့အရန်နီးစပ်လာပြီတကယ်လို့များတလုံးလုံးတိဆောက်နိုင်ခဲ့ရင်ဘာဖြစ်မလဲကျစ်လက်တဲ့စက်လုံးပုံမော်တော်တစ်လုံးကိုဖန်တီးနိုင်တော့မယ်လူပခုံးစလိုပဲဘဲဘက်ညာဘက်အပေါ်အောက်ဝင်ရိုးပေါင်းစုံကနေလွတ်လွတ်လပ်လပ်ညင်ညင်လက်တာလှူရှားနိုင်တဲ့မော်တော်မျိုးပေါ့ဒီလိုမော်တော်မျိုးတာတကယ်ဖြစ်လာရင်ဖြစ်လာနိုင်တဲ့အသုံးချမှုတွေကတကယ်ကိုအံ့ဩစရာတွေကြီးပဲလူသားတစ်ယောက်လိုတဘာဝကြကြလှူရှားနိုင်တဲ့စက်ရုပ်တွေခွဲစိုက်ခန်းဟစ်လာသုံးနိုင်လောက်အောင်တိကျတဲ့စက်ရုပ်လက်တံတွေ MRI စက်တွေလိုစေပညာနည်းပညာတွေအတွက်ဖြစ်နိုင်ချေအတစ်တွေနောက်ပြီးတစ်ဖန်တုတေသနနယ်ပယ်တွေအတွက်အစွမ်းထက်ကိရိယာတွေအများကြီးပဲအချို့ပြောရရင်ဒါကသွေးခေါ်ပုံကိုအခြေခံကနေပြောင်းလဲလိုက်တာပဲနောက်ပေါင်း100ကျော်လုံးတန်လိုက်အတုံးလေးတွေကိုဆက်ပြီးတိဆောက်ခဲ့ကြရတယ်အခုတော့အဲ့လိုမဟုတ်တော့ဘလို့အလုံးမျိုးအထုံးမဆိုအန်ဝင်ခွင်ချခေအောင်တိတိကျကျပုံဖော်ချရဲ့တန်လိုက်ဆက်ကွင်းတစ်ခုကိုပုံနှိပ်နိုင်တဲ့ကဘာစီကိုရောက်လာကြပြီဒါကြောင့်နောက်ဆုံးမှာစိတ်ဝင်စားစရာအကောင်းဆုံးမေးခွန်းတစ်ခုကြံခဲ့တယ်အရင်ကဆိုရင်စိတ်ကူးတွေကိုလက်တွေ့အကောင်အထည်ဖော်ဖို့ပစ္စည်းတွေကကန့်သတ်ထားခဲ့လေဒါပေမဲ့အခုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့တန်လိုက်တွေကိုတောင်ပုံဖော်နိုင်ပြီဆိုတော့နောက်ထပ်ဘလို့မဖြစ်နိုင်တဲ့ဒီဇိုင်းတွေကိုဖန်တီးလာနိုင်အောင်မလဲ